ကျွန်တော်၄တန်းတုန်းကဖဲမြက်လက်တစ်ခုတက်ခဲ့ဘူးပါလေကောလိပ်ကြတော့ပင်ချာမြက်လက်တစ်ခုတက်ပြန်ရော10နှစ်လောက်ချားတယ်တေချာစဉ်းစားကြည့်တော့အဲ့ဒီမြက်လက်နှစ်ခုကတော်တော်တူတယ်ဗျတစ်ထပ်သေးကိုတူတယ်ဆိုအားဓာလေးကိုကျွန်တော်ဒီနေ့မြက်လက်နှစ်ခုတင်ပြခြင်းလို့ပါတခါတည်းတွဲဖက်ပြီးတော့နော်အဲ့တော့ဖဲမြက်လက်ကလေးကိုကြည့်အောင်ဖဲတစ်ထုပ်ရှိတယ်သူ့ရဲ့နံပါတ်တွေကပြောက်တောက်တွေကျွန်တော်မမှတ်မိနိုင်ဘူးကျွန်တော်မမှတ်မိနိုင်မှန်းသိအောင်ကျွန်တော်ခုနည်းနည်းကလဖန်ထိုးလိုက်အောင်မယ်ကျွန်တော်မယုံတဲ့လူရှိမှာဆိုတော့ကလင်ကြတာဒီနေ့ဒီလုံးတဲ့ထဲမှာကလင်ကြတာတခုမှမပေါ့နော်အဲ့တော့ဒါကျွန်တော်ကလဖန်ထိုးလိုက်မယ်ပြီးတော့ကျွန်တော်အဲ့ဒီဖဲတွေကိုမမှတ်မိနိုင်ဘူးဆိုတာသိအောင်အမျိုးမျိုးကျွန်တော်မှွေနောက်ပြလိုက်တယ်မမှတ်မိတော့ပါဘူးအဲ့တော့အဲ့ဒီဖဲတုပ်ထဲမှာကျွန်တော်အောက်ဆုံးကဖဲတစ်ချက်ပြောပြရင်ကျန်တဲ့ဖဲတွေတစ်ချက်ပြီးတစ်ချက်ကျွန်တော်လှမ်းပြမယ်အကုန်လုံးကျွန်တော်သိသွားတယ်တစ်ချက်ပဲပေးကျန်တာအကုန်သိတယ်အဲ့ဒါကြောင့်ကျွန်တော်ချစ်သူလေးကိုမေးကြတယ်ဒီအောက်ဆုံးဖဲရပါလေ J hat အဲ့တော့ J hat ပါဆိုတော့ကျွန်တော်အခုအဲ့ဒါကိုကျန်တဲ့ဖဲတွေကျွန်တော်တစ်ချက်ပြီးတစ်ချက်ကျွန်တော်အကုန်လုံးပြခြင်းတယ်ဒါကခုနပြောတဲ့ J hat ပေါ့နော်အဲ့တော့တစ်ချက်ပြီးတစ်ချက်ကျွန်တော်လှမ်းပြမှာအခုအဲ့ဒီနောက်မှာတစ်ခုကဒါ9 hat ပါအဲ့ဒါ7 space ပါအဲ့ဒါ6 space ပါ space ဒီကြီးဆက်တိုက်လာနေဒါ9 space ပါအဲ့ဒါ queen diamond မှာအဲ့တော့ကျွန်တော်ဒီလောက်ပြောရင်တော့တကယ်တော့လေယုံမှုကောင်းပါပြီကျွန်တော်တစ်ခုလုံးသိတယ်ဆိုတာဒါ7 hat ပါအဲ့တော့ကျွန်တော်အားလုံးလုံးအချိန်ကုန်လို့ပါနော်အဲ့တော့ကျွန်တော်အဲ့ဒီမှာရပ်ထားပါမယ်ဖဲမြက်လေอ่ะကျွန်တော်ပြောချင်တာအောက်ဆုံးတစ်ချက်ကိုပြောကျွန်တော်တစ်ထုံလုံးတစ်ချက်ပြီးတစ်ချက်ကျွန်တော်သိတယ်ဒါဖဲမြက်လေ၄တန်းတော့လာပြီးတော့အခုကျွန်တော်သင်္ချာမြက်လေပြချင်တယ်အဲ့ဒါကသင်္ချာအခြေခံနည်းနည်းလေးကျွန်တော်ပြောချင်တယ်ဒါပေမဲ့နည်းနည်းလေးဘာမှကြောက်စရာမလိုနော်ဘာလဲဆိုရင် polynomial ဆိုတဲ့ထပ်ကိန်းတာအဲ့ဒါနဲ့ပတ်သက်လို့နာမည်အခေါ်ကျွန်တော်၄ခုသင်ကြလို့ဒီတစ်လုံးစီကအဲ့စီကထပ်ကိန်းနဲ့မြောက်ဖော်ကိန်းတစ်ခုနဲ့တွဲရင်အဲ့ဒါကို monomial ခေါ်တယ် monomial တစ်လုံးချင်းအဲ့တော့အားလုံးတွဲလိုက်အပေါင်းအနှုတ်တွေနဲ့တွဲလိုက်အဲ့ဒါကို polynomial လို့ခေါ်တယ်ထပ်ကိန်းတာအဲ့ဒီရှေ့ကကိန်းတွေမြောက်ဖော်ကိန်းတွေဒီမှာအနှုတ်30ဒီမှာ9ဒီမှာ26အဲ့ဒါကို coefficient လို့ခေါ်တယ်အဲ့ဒီအကြီးဆုံးအထက်ကို degree လို့ခေါ်တယ်အဲ့တော့အဲ့ဒီ polynomial ရဲ့တန်ဖိုးဟာကိန်းရှင် x နေရာမှာ0 1 2 3 4ဘာမဆိုလျှောက်ထည့်လို့ရတယ်ကြိုက်တဲ့ကိန်းစစ်ထည့်လို့ရတယ်သူ့မှာတန်ဖိုးရှိတယ် polynomial value ဥပမာဆိုပါစို့ f of x ကိုကျွန်တော်0ထည့်ခြင်းနဲ့ f of 0 x မှာကျွန်တော်0လိုက်ထည့်တော့ပျောက်ကုန်5ပဲကျန်ပါတယ်ဒါသူ့ရဲ့ value ပါ f of 1လို့ချင်း x နေမှာကျွန်တော်1ထည့်ရင်ဒီ x နေမှာ1နေလိုက်ထည့်ဒါဆိုဒီမှာ64ဒီမှာ26အနှုတ်30အပေါင်း9ဆိုသူ့အဖြေထွက်လာပါတယ် f of 2ရှာမယ်ဆိုလေ x မှာ2လိုက်ထည့်3လိုက်ထည့်အဲ့လိုအကုန်ရှာလို့ရပါတယ်ဒါ polynomial value ပါအဲ့တော့အခုဒီနာမည်လွယ်လွယ်လေးတွေကျွန်တော်ပြောပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အခုမျက်လှည့်ပြမယ်အဲ့ဒီမျက်လှည့်ရအဲ့လိုပါကျွန်တော်ချစ်သူလေးကို polynomial တစ်ခုသူ့စိတ်ကြိုက်ရေးချခိုင်းမယ်နော်ကျွန်တော်မသိအောင်သူရေးမယ်သူနဲ့ကျွန်တော်နဲ့လဝါရိုက်ထားမလားဒါတွေမတွေးပါနဲ့ဘာလို့ကျွန်တော်ဒီနေ့အလိမ်ညာဘာမှမပေါ့အဲ့တော့ဘာလို့တော့အဲ့ဒါဒီကျွန်တော်လိုက်လုံနေအချင်းပုံကုန်လို့နော်လူတွေယုံအောင်လိုက်လုံနေအဲ့တော့သူနဲ့ကျွန်တော်ဘာမှလဝါရိုက်မထားသူ polynomial တစ်ခုရေးထားတယ်ကန့်သက်ချက်တစ်ခုပဲရှိတယ်မြောက်ဖော်ကိန်း coefficient တွေအားလုံးဟာတရားအောက်ငယ်တဲ့အပေါင်းကိန်းပြည့် coefficient တွေတရားအောက်ငယ်တဲ့အပေါင်းကိန်းပြည့်ဖြစ်ရအဲ့တော့ခုကျွန်တော်ဘာလုပ်မလဲဆိုအဲ့ဒီ polynomial ကျွန်တော်မသိဘူးနော်အဲ့ဒီ polynomial px ဟာအဲ့ဒီ px ဘာလဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော် p0 p1 ကနေစပြီးတော့ p 100အထိ0ကနေ100ဆိုတော့အားလုံးတန်ဖိုးပေါင်း polynomial value ပေါင်း100တစ်ခုရှိတယ်အဲ့ဒီမှာ तू ကကျွန်တော်တစ်ခုတော့ပြောပြမယ်အောက်ဆုံးကတန်ဖိုးအဲ့ဒီတန်ဖိုးပြောရင်အပေါ်ကတန်ဖိုးတွေအကုန်လုံးကျွန်တော်တွက်ပြလို့ရတယ်ခုနဖဲနဲ့အလားတူပါတယ်ခုနဖဲတုံးကတော့အောက်ဆုံးဖဲတစ်ချက်ပြလိုက်တယ်ကျွန်တော်ကြံတဲ့အပေါ်ကဖဲတွေအကုန်လုံးတစ်ချက်ပြီးတစ်ချက်လှမ်းပြတယ်ခုလဲ polynomial ကျွန်တော်ဒီမှာ100တစ်ခု value ရှိတယ်
အားဒါကိုသူကအောက်ဆုံးကကျွန်တော်ကိုတစ်ခုပြောပြဒါဆိုကြံတဲ့ value တွေကျွန်တော်အကုန်ပြောပြတယ်ဖြစ်နိုင်မထင်လားရုပ်တရက်တော့မဖြစ်နိုင်ဘူးထင်ရတယ်တကယ်တော့သင်္ချာသဘောကီးလေးတစ်ခုရှိတယ်သိလွယ်တယ်အားဒါလေးနဲ့ကျွန်တော်အကုန်ရှာလို့ရတယ်သူနဲ့ကျွန်တော်လဝရိုက်ဖို့မလိုဘူးเนาะအဲ့ဒါတော့ယုံပါအဲ့တော့ခုကျွန်တော် polynomial သူဒီမှာရေးထားတယ်ရေးထားပြီးတော့ပီတရာတန်ဖိုးလဲသူတွက်ထားတယ်ဆိုအဲ့ဒီတန်ဖိုးလေးသူကျွန်တော်ကိုပေးရင်ကျွန်တော်အဲ့ဒီအဖြေလေးအကုန်ပေးမယ်အဲ့တော့သူတွက်ထားတဲ့ပီတရာသိပရာစီဒါကျွန်တော်ချစ်သူလေးတွက်ထားတဲ့ပီတရာပါပီတရာရဲ့တန်ဖိုးအရာမကိန်းကြီးတစ်လုံးပါနော်ဆိုအဲ့ဒါကိုကျွန်တော်ဒီလိုလုပ်မယ်အဲ့ဒီပီတရာတန်ဖိုးကနေပြီးတော့ကျွန်တော်55 26 97 36 25သူအဲ့ဒါတွေကျွန်တော်နှလုံးချင်းခွဲလေဒါကျွန်တော်ရဲ့တော့ပါကျွန်တော်အဲ့ဒီတော့နဲ့ခုဖွင့်နေတာဒါ x လေးတာဒီမှာ x 3တာဒီမှာ x 2ထပ်ဒီမှာ x 3ထပ်ဒီမှာကိန်းတယ်အဲ့တော့ polynomial px ကဒါဆိုတာကျွန်တော်မှန်းလို့သိသွားတယ်သူပေးတယ်ဒီ p 100ကနေပြီးတော့ဒါဆိုကျွန်တော် p0 ရှာမယ် p0 ရှာမယ်ဒီ x တွေမှာ0လိုက်ထည့်ပေါ့ဆိုဘာရလဲ25ပေါ့ရှင်းပါတယ်ဒီမှာကြည့်ဒါကျွန်တော်ရှာတဲ့ polynomial နဲ့သူလောက်ထားတဲ့ polynomial သူကျွန်တော်မပြောဘူးဒါပေမဲ့ဒီမှာကိုက်နေတတိရတယ်ကျွန်တော်က p0 ရှာတယ်25ကိုက်နေတယ်ကျွန်တော်က p1 ရှာဦးမှာ x မှာ1တဲ့1 4တဲ့15နဲ့မြောက်1 3တက်က26နဲ့မြောက်1တထက်က87နဲ့မြောက်ပြီးရင်36ပြီးရင်25ဆိုအဲ့ဒါတွေကျွန်တော်အကုန်လုံးပေါင်းရင်183ရမယ်သူ့အဖြေပါပဲကျွန်တော် P2 ရှာမယ် x မှာ2တဲ့ P3 ရှာမယ် x မှာ3တဲ့ဒါဆိုကျွန်တော် P99 အထိရှာမယ် x မှာ99ထဲပေါ့နည်းနည်းအချိန်ကုန်မှာတစ်ခုပဲရှာလို့ရတယ်ဘာဖြစ်လို့လဲဆိုတကယ်တော့ကြည့်ရပြီလေ polynomial ရပြီဆိုဘာရှာပေါ့1000တောင်ရှာလို့ရတယ်ဆိုတော့ဒီမြက်လက်ရကျွန်တော်ပြတာပြီးသွားပါပြီကျွန်တော် P0 ကနေ P99 အထိကျွန်တော်အကုန်ရှာလို့ရပါတယ်သူကျွန်တော်တစ်ခုပဲပြထားတာဒါပေမဲ့ question တစ်ခုရှိတယ်သူပေးထားတဲ့အဲ့ဒီအဖြေကနေပြီးကျွန်တော် polynomial ရအောင်ဘယ်လိုရှာသလဲပေါ့အဲ့ဒီတစ်ခုထူးဆန်းနေတယ်နော်အဲ့ဒါလေးကျွန်တော်တစ်ချက်ရှင်းပြတွက်ပြခြင်းတယ်သူပေးတဲ့ P တရားနေဘာဖြစ်လို့ကျွန်တော် polynomial ရအောင်တွက်နိုင်လဲသူကြည့်အောင်ဒီ polynomial p တရားကိုတွက်တဲ့အခါမှာဘာထူးခြားချက်ရှိလဲပေါ့ p တရားဒါဆိုကျွန်တော်ဒီမှာ15 x 4တက်လေ x မှာ100ထဲမှာဟုတ်ဆို100 4တက်ဆို38လုံးပေါ့အဲ့ဒါကြောင့်15အမြောက်38လုံး1 2 3 4 5 6 9 8ပြီးရင်26နဲ့ဒီက x 3တက် x က100ပြီး100လေအဲ့တော့တရားကို3တက်တဲ့တော့306လုံးလေအဲ့ဒါကြောင့်ဘာဖြစ်မလဲဆို26 3 1 2 3 4 5 6ပြီးရင်91အဲ့မှာတရားထဲတော့တရားနှစ်ထပ်ဆိုတော့304လုံး304လုံးဆို90 3 1 2 3ထိုနည်း၎င်းမယ်36 x မှာတရားထဲတော့302လုံးနောက်ဆုံး25ကြည့်ပါဒါတွေအကုန်လုံးပေါင်းထားတယ်ဒါတွေအကုန်လုံးပေါင်းတော့ဒီမှာ5ဒီမှာ2ဒီမှာ6ဒီမှာ3ဒီမှာ1ဒီမှာ7ဒီမှာ6ဒီမှာ2ဒီမှာ5ဒီမှာ1ရှင်းပြောရရင်တော့အဲ့ဒီ p တရားဟာတော့ချက်ပဲအဲ့ဒီ p တရားကိုကျွန်တော်နှလုံးခွဲလိုက်ရင်အဲ့ဒီ polynomial ရဲ့မြောက်ဖော်ကိန်းတွေအကုန်ထွက်လာပါတယ်ဒီမှာအကုန်ထွက်လာပါတယ်ရှင်းကြည့်ပါအဲ့တော့ဒီမြက်လက်ရဲ့တော့ချက်ကဒီမှာသင်္ချာ p တရားကိုအသုံးချလိုက်တာပါဆိုတော့အားဒါကိုကျွန်တော်က၄တန်းတုန်းကဖဲရဲ့အောက်ဆုံးတစ်ချက်သိရင်တစ်ထော်လုံးသိတယ်ဆိုတာနဲ့ကျွန်တော်ကတတိယတည်းပဲလို့ကျွန်တော်ပြောထားတယ်အားဒါလေးတွေးကြည့်ပါလက်ခံနိုင်သလားဆိုတာအားလုံးကျေးဇူးပါ